Okay သက်ဆိုင်ရာ EMB weekly update တွေဆိုလို့ရှိရင်တော့ EMB folder လေးကိုဖွင့်ပါတကယ်လို့ internet ကနေတခါတည်း update လုပ်မှာဆိုရင်တော့ကျွန်တော်တို့သင်မောကို Wi-Fi ချိတ်ဆက်ပေးရမှာဖြစ်ပါတယ်အခုကဆိုရင်တော့ request ပိုင်းပုံမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ tools ကိုရွေးပါ tools ကိုရွေးလိုက်ရင် get notice to Marina and permit ဆိုတာလေးကိုတွေ့ပါလိမ့်မယ်အဲ့ဒီမှာတကယ်လို့ကိုက EMB folder ရဲ့ publication အသစ်ဝယ်မှာဆိုရင်တော့အခု load EMB ဆိုတာလေးကိုရွေးပြီးသွားလို့ရှိရင် internet ကနေ download မှာဖြစ်ပါတယ်တကယ်လို့ permit expire ဖြစ်သွားတဲ့အခါမှာကိုယ့်ရဲ့ EMB ကိုတက်တန်းတိုးဖို့အတွက်ဆိုရင်တော့ activation ကိုနှိပ်ရမှာဖြစ်ပါတယ် BSc အတွက် certificate print ထုတ်မှာဆိုရင်တော့ certificate ကိုရွေးရမှာဖြစ်ပါတယ်အခုဆိုရင် get notice to Marina and permit ကိုရွေးမယ် permit တွေကို update လုပ်ဖို့အတွက်ဆိုရင် internet နဲ့လည်းရတယ် DVD တွေ USB တွေနဲ့လည်းရတယ် email ပို့ပြီးတော့လည်းပြန်ပို့လို့ရပါတယ်ကျွန်တော်တို့အခုဆိုရင်တော့ next ကိုရွေးပါမယ်အဲ့နောက်မှာကျွန်တော်တို့က email ရနေသုံးမှာဖြစ်တဲ့ကြောင့်မို့လို့ email ကိုရွေးထားပါတယ် internet media email 3ခုနဲ့လုပ်လို့ရပါတယ် next ကိုရွေးပါအဲ့နောက်မှာဆိုရင် request လုပ်ဖို့ request လေးကိုသွားနှိပ်ရမှာဖြစ်ပါတယ် request ကိုနှိပ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ next မှာကျွန်တော်တို့သက်ဆိုင်ရာကိုယ့်ရဲ့ EMB request လေးကိုသိမ်းမဲ့ folder လေးကိုသွားပြီးလို့ရှိရင် save လေးနှိပ်ပြီးရုံပဲဖြစ်ပါတယ်ခင်ဗျာ